ဒါအစင်ရဲ့ transfer သတင်းပဲဖြစ်ပါတယ်ပေါ့နော်ဒါအသင်းမှာလက်ရှိရှိတဲ့ကစားသမားတွေကိုအဓိကတော့နောက်တန်းပေါ့နော်ဒါ Gabriel Saliba တို့ဒါစာချုပ်တက်တန်းနဲ့အကုန်လုံးဒါတိုးပြီးသွားပြီပေါ့နော်ပြီးလို့ရှိရင်ဒါလူငယ်လေး Luis Kelly ကိုလည်းဒါ9နှစ်စာချုပ်တက်တန်းတိုးနိုင်ခဲ့တယ်ဒါပြီးလို့ရှိရင်တော့ဒါကျွန်တော်စိတ်မကောင်းစရာတစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ဒါ Canary ရဲ့ရေပွဲကြီးပေါ့နော်တမတ်ပါတေးကတော့ဒါအလုပ်ပြောင်းယူနေတဲ့ထွက်ခွာတော့မှဖြစ်ပါတယ်ပေါ့နော်သူကဒါအသင်းမှာ9နှစ်ကြာပေးဆက်ကစားပြီးတော့ဒါအခုအချိန်လေးမှာဆိုလို့ရှိရင်တော့ဒါတချို့သောညှိနှိုင်းမှုတွေအဆင်မပြေတဲ့အတွက်ကိုဒါထွက်ခွာတော့မှဖြစ်ပါတယ်ဒါအပေါင်းလက္ခဏာဆောင်တဲ့အရာတွေအနေနဲ့ဆိုလို့ရှိရင်တော့ဒါကိုသမားတယောက်ခေါ်ထားတယ်ဗျာကဲပါပေါ့နော်ဒီကိုသမားအနေနဲ့ဆိုလို့ရှိရင်ဒါပီတာချက်နောက်ပိုင်းပေါ့နော်ချက်စီမှာဒါအာဆင်နယ်မှာကစားခဲ့မှုတဲ့ဒုတိယမြောက်ကိုသမားအဖြစ်ပေါ့နော်ဒါမှတ်တမ်းတင်နိုင်ခဲ့တယ်ပေါ့နော်ဒါကျွန်တော်မှတ်မိသလောက်ပဲပြောတာဖြစ်ပါတယ်ဒါတခြားသောအနေနဲ့ဆိုလို့ရှိရင်ဒါဆိုရမန်ဒီကိုခေါ်ရနိုင်တယ်နောက်ထပ်ဆိုလို့ရှိရင်လည်းဒါလူငယ်သားမဲတယောက်ကိုလည်းခေါ်ရနိုင်တယ်ပေါ့နော်အခုဆိုလို့ရှိရင်လည်းဒါဗလင်စီယာနောက်တန်းလူငယ်သားသမားလေးပေါ့နော်ဒါမော်စကွဲယာပေါ့နော်မော်စကွဲယာကတော့ကျွန်တော်တော်လေးကြိုက်တယ်ပြီးတော့ဒါရရဲ့ဈေးကလည်းတန်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါဘိုးခန်းစစ်လည်းရတယ်ဒါညာနောက်ခံလူဗျာပြီးလို့ရှိရင်ညာအစုံထိလည်းထွက်ကစားလို့ရတယ်ပေါ့နော်ဒါကိုဒါအဒီတာအသုံးချတတ်ဖို့ပဲလိုပါတယ်ပေါ့နော်တကယ်ဒီနေရာမှာပြောချင်တာကတော့ဒါလာပြီပေါ့နော်အတင်းကလည်းအမှန်တကယ်လိုအပ်နေတယ်ဒါပြည်သက်တွေကလည်းအများနဲ့တောင်းဆိုလေးရှိတယ်ဒါ200စီကြာ300စီကြာဒါအများနဲ့ဘယ်လိုလဲအငင်းပွားရဲ့ကိစ္စတစ်ခုလိုဖြစ်နေတဲ့ပြဿနာပေါ့နော်အားလုံးလည်းသိပြီးသားဖြစ်တဲ့အတိုင်းပဲဒါတိုက်စစ်မှုပြဿနာပဲဖြစ်ပါတယ်ဒီနေရာမှာနီကိုလက်ဝီလီယန်ကလည်းဒါဘာကနဲ့သဘောတူညီမှုရပါပြီပေါ့နော်အဲ့တော့ဒါဘင်ဂျမင်ရှက်ကိုနဲ့ယောကာရက်ပေါ့နော်ထုံးစံတိုင်းပဲနှစ်သင်းလုံးမှာရှိတယ်ဒါ live နဲ့ဒါ sporting ကဘယ်လိုလဲသူတို့ရဲ့ဗျာဘုတ်ဖွဲ့ဝင်နေရပေါ့နော်ဈေးအရန်ကင်လုံးအားကြီးရဗျာတကယ်ဆိုလို့ရှိရင်ဒါ55 60ဝန်းကျင်လောက်ပဲဒါတန်တဲ့ကစားသမား2ယောက်ကိုနှစ်သင်းလုံးကဒါ80 80အထိလိုချင်နေကြတယ်အပြောင်းရွှေ့ကာလကလည်းဒါ2လလောက်လိုသေးတာဆိုတော့ဒါကျွန်တော်ထင်တော့ဒါအချိန်ဆက်ဆွဲတင်နေတယ်ထင်တာပဲပေါ့နော်လို့လဲသူလည်းဈေးမလျှော့နိုင်အောင်လည်းမဝယ်ဘူးရအောင်ညှိမယ်ဆိုတဲ့ပုံစံမျိုးပဲကျွန်တော်သဘောကျပါတယ်ဘင်ဂျမင်ရှက်ကိုအနေနဲ့ဆိုလို့ရှိရင်လည်းဒါအစနဲ့အတင်းဒါ follow တွေပါလောက်ခဲ့ပြီးပြီဆိုတော့ဒါတော်လေးတော့ဒါအလားလာကောင်းနေပြီနော်ယူကာရက်အနေနဲ့ရဆိုလို့ရှိရင်လည်းဒါအတင်းဘက်ကိုနည်းနည်းလေးဒါကတော့ကစားဖြစ်မှုတွေပုံစံလေးဒါပြလာပြီဆိုတော့ဒါဘယ်ဒီမှရောက်လာမလဲပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့ဒါကတော့အစနေနေနဲ့ဆိုလို့ရှိရင်တော့ဒါတယောက်ကတော့ဒါမဖြစ်မနေတာအတင်းခွင့်မဖြစ်ပါဘူးပေါ့နော်ဆိုလို့ချင်တာဗျာဘင်ဂျမင်ရှက်ကိုရလို့ရှိရင်ဒါယူကာရက်ကိုမခေါ်တော့ဘူးယူကာရက်ကိုရလို့ရှိရင်ဒါဘင်ဂျမင်ရှက်ကိုမခေါ်တော့ဘူးပေါ့နော်ပြီးလို့ရှိရင်ဒါ S ပေါ့နော် S အနေနဲ့ဆိုလို့ရှိရင်ဒါ Crystal Palace ရဲ့တိုက်စစ်မှုဗျာသူကဆိုလို့ရှိရင်ဒါတန်းဒါဆော့ပတ်စင်ဒါ68တန်းလားမသိဘူးအဲ့ဒါပေးရမှာဒါတော့မှဒါတန်း20ကိုဒါ3កောင်ခွဲပြီးတော့ဒါရေးချမ်းနဲ့ပေးလို့ရတယ်ဒါ8တန်းကတော့ဒါ Crystal Palace ကိုဒါအပိုအနေနဲ့ပေးမှာပေါ့နော်ဒါကတော့ဒါကစားမဘက်ကဒါမီစိမ့်ပြထားတယ်ပေါ့နော်အဲ့စနဲ့အနေနဲ့ဆိုလို့ရှိရင်တော့ဒါ Rodrigo မရမှာကဒါ S ကိုတက်ပြောင်းပြီးတော့ကန်လန့်မှုရှိတယ်ပေါ့နော် Rodrigo အနေနဲ့ဆိုလို့ရှိရင်လည်းရေးရတဲ့ပြောင်းရွှေ့ကြီးပေါင်း90ဝန်းကျင်လောက်ကိုဒါသတ်မှတ်ထားတယ်ဆိုတော့ဒီနေရာမှာလည်းဒါညှိနှိုင်းနေစေလည်းဖြစ်တယ်ပေါ့နော်ဒါအထွက်ကစားသမားတွေအနေနဲ့ဆိုလို့ရှိရင်တော့ဒါမာတင်နယ်လီကိုလည်းဒါဈေးကောင်းပင်ရောင်းဖို့အနေထားမှရှိတယ်ပြီးတော့တခြားသောကစားသမားတွေလည်းထွက်ဖို့လည်းရှိတယ်ပေါ့နော်ပြီးရင်ဒါ trouser တို့ဘာလို့လဲဒါစာရုပ်တက်တန်တိုးဖို့လည်းရှိသေးတယ်ဆိုတော့ဒါနည်းလေးတော့ရင်ခုန်ကြတော့ကောင်းလာတယ်လို့ပြောလို့ရတယ်အဒီတာအနေနဲ့ဆိုလို့ရှိရင်လည်းအခုလာမဲ့ဒါစင်ကာပူနဲ့ဒါစင်ကာပူနိုင်ငံမှာဒါခြေစမ်းပွဲမကန်ခင်ပေါ့နော်ဆိုတော့19မတိုင်ခင်ဒါတက်စင်ပူတယောက်ကိုဒါရောက်အောင်ခေါ်ပြီးတောင်းဆိုထားရဲဆိုတော့ဒီဘက်အတွင်းမှာဒါအစနယ်ဖန်တွေအတွက်ရင်ခုန်ကြပါမယ်ဖြစ်လာမလဲဆိုတာကိုဒါတော်လေးစောင့်ကြည့်ကြတော့ကောင်းပါတယ်ပေါ့နော်အဲ့တော့ဒါအစနယ်ဖန်တွေဒါလူကြီးမင်းတို့အမြင်လည်းအောက်မှာရေးခဲ့ပြီးတော့ဒါဝေဘန်လေးကန်ခဲ့လို့လည်းရပါတယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်မှပဲဆုံးပါမယ်ပေါ့နော်